အားလုံးပဲယေရှုနာမ၌မင်္ဂလာပါလို့ဖွင့်ဆက်တာပါတယ်ကျွန်တော်ဒီနေ့ညဝေမဲ့ဟာလေးကတော့ကျွန်တော်တို့ရွေးချက်တဲ့ခြင်းဖြစ်ပါတယ်လို့ရွေးချက်တဲ့ခြင်းကကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ရွေးချက်တဲ့ဘုရားအရင်အရေးကြီးပါတယ်ကျွန်တော်တို့ကဥမာကျွန်တော်တို့ကစားဝတ်နေအစားအသောက်အတွက်ကျွန်တော်တို့ကလိုအပ်နေလို့ရှိရင်ကျွန်တော်တို့ကအစားအသောက်အတွက်ကျွန်တော်တို့ဥမာစားရဆန်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်အဲ့လိုမျိုးကျွန်တော်တို့ကရွေးချယ်ရမှာဖြစ်တယ်ဒါပေမဲ့တချို့ကအဲ့လိုမျိုးအစားတောက်လိုအပ်နေတာကိုကျွန်တော်တို့ကအဝတ်အထည်တို့အဝတ်စားတခြားဟာတွေကျွန်တော်ရွေးချယ်တယ်လို့ရွေးချယ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကအမှားပါလားဆိုတာကျွန်တော်တို့ကရွေးချယ်ပြီးတော့မှကျွန်တော်တို့ကအမြဲတမ်းနှောင့်နှားကြတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကရွေးချယ်မှုမှန်ကန်ဖို့အတွက်ကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းကျွန်တော်တို့ရွေးချယ်ခဲ့တာတွေကမှန်ကန်လို့ဆိုတာတစ်ခုမှမရှိဘူး။ဘာကြောင့်လဲဆိုတော့ပတ်စံရှာဖို့လားလူမှုရေးတို့လားကျန်းမာရေးတက်လားကျွန်တော်တို့ကအမျိုးမျိုးပေါ့နော်ဆိုတော့ဒီကာလမှာအသက်ရှင်ရတဲ့ကာလမှာဆိုတော့အများကြီးအဲ့လိုမျိုးရွေးချယ်တတ်တာတွေကအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရွေးချယ်ပြီးတော့လို့ရှိရင်ငါမှားသားပါပြီဆိုပြီးတော့နောင်နာရပြီးတော့မှကျွန်တော်တို့ဘာမှပြင်ဆင်လို့မရဘူးဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးကာလကနောက်ဆုံးကာလမှာအသက်ရှင်တဲ့ကာလမှာကျွန်တော်တို့ကရွေးချယ်တတ်ဖို့ကအရင်အရေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကျမ်းပိုက်တစ်ပိုက်နဲ့ကျွန်တော်ဖတ်ပြကြည့်ပါတယ်ရှင်ပေရုဩဝါဒစာပထမဆုံးအခန်းကြီး9အခန်းငယ်8မှာတင်တို့ကိုတတိနှင့်ရှိတော်မူသောကြောင့်တင်တို့၌စိုးရင်ကြီးအမှုရှိသမျှတို့ကိုကိုတော်၌အနံ့ကြလောတမာတတိရှိလည်းမအိပ်ပဲစောင့်နေကြလောတင်တို့ရန်သူသည်ဟူသောမာနသည်ဟောက်သောခြင်းကြီးကဲ့သို့အပေသူကိုမြူရမီနီဟု၍လှဲ့လေရှာဖွေလျက်ရှိ၏တဲ့ကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့ဒီကာလမှာကကျွန်တော်တို့စိုးရင်ခြင်းတွေပူပန်ခြင်းတွေကအများကြီးနောက်စိုးစမ်းနှုတ်ဆက်မှုတွေကအများကြီးလာမစာတန်ကပူပြီးတော့လှည့်ပြားမယ်လှည့်စားမယ်ဒုက္ခမြဲရအောင်ဆင်းရဲခြင်းမခံရအောင်ကျမ်းမာခြင်းကမကျမ်းမာခြင်းဖြစ်အောင်လှည့်စားပြီးကျွန်တော်တို့ကိုတွေးဆောင်มาဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီတခြင်းနဲ့ကျွန်တော်တို့ရှိတဲ့အခက်အခဲတွေကိုစိုးရင်မှန်သမျှအမှုရာအားလုံးကိုကျွန်တော်တို့ကဘုရားသခင်တန်မှာကျွန်တော်တို့အနံ့ကြပါဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ကရွေးချယ်တဖို့လိုတာဘုရားသခင်ကိုကျွန်တော်ရွေးချယ်လိုက်လို့ရှိရင်ကျွန်တော်တို့ကထာဝရကာလမှာထာဝရအသက်ရှင်မဲ့နေရာကိုဘုရားသခင်ကကျွန်တော်တို့ကိုပို့ဆောင်ပေးပြီးသားဖြစ်တယ်အဲ့ဒါအကြောင်းလို့ကျွန်တော်တို့ကဘုရားကိုကျွန်တော်တို့ကရွေးချယ်တဖို့လိုတယ်အဲကြောင့်လို့ကျွန်တော်တို့ကခရစ်တော်ရဲ့ဗိသိက်ခြင်းကျေးဇူးတော်ကကျွန်တော်တို့ပုံမှာအတူရမို့ဖြစ်အောင်ဆောင်တာမဟုတ်ဒါကကျွန်တော်တို့ပုံမှာအမှန်တကယ်ဖြစ်တာကိုကျွန်တော်တို့ခရစ်တော်ရဲ့ခတ်သိမ်းတဲ့အရာတွေကကျွန်တော်တို့ကိုတုံတင်တဲ့ဟာကိုကျွန်တော်တို့ကခရစ်တော်၌ကျွန်တော်တို့ကတည်နေရမှာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့ရွေးချယ်ခြင်းဖြစ်တယ်ခရစ်တော်၌တည်လို့ရှိရင်ကျွန်တော်တို့ကအရာအလုံးကိုခရစ်တော်ရဲ့ခတ်သိမ်းတဲ့အရာတွေကကျွန်တော်တို့ကျေးဇူးတော်တွေကအရာအလုံးကိုကျွန်တော်တို့ကကောင်းကြီးခံစားမှာဖြစ်တယ်ကျေးဇူးတော်ကအတူရောင်မဟုတ်ဘူးဘုရားသခင်အမှန်ပေးပြီးသားအရာဖြစ်တယ်ဒါကိုကျွန်တော်တို့ကိုတုံသင်ခိုင်းတာဖြစ်တယ်အဲ့ဒါကခရစ်တော်၌တည်ပါတာလေစစ်မှန်သောကျေးဇူးတော်ကကျွန်တော်တို့ကိုခံစားရရှိစီမှာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ကိုဘုရားသခင်ကိုကျွန်တော်တို့ကရွေးချယ်ခြင်းအစစ်မှန်ဖြစ်ပါလေဆိုတဲ့အရာလေးဖြစ်တယ်လို့အသက်ရှင်တဲ့ကာလမှာခန္ဓာကိုယ်ကြီးဒါဆင်းရဲနေတော့လေဒုက္ခခံနေရတော့လေကျွန်တော်တို့ရဲ့ဝိညာဉ်ကထာဝရကာလမှာအသက်ရှင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုနောက်ဆုံးတော့ကာလဆိုးတဲ့ကာလမှာကျွန်တော်တို့ကခရစ်တော်ကိုကျွန်တော်တို့ကအများကြီးရွေးချယ်ဖို့လိုပါတယ်လို့အဲ့ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်လေးကျွန်တော်မျှဝေခြင်းဖြစ်တယ်အဲ့ဒါလို့နောက်တစ်ခုကဖတ်မြောက်ရဲ့ကျမ်းအခန်းကြီး15အခန်းငယ်2မှာဘုရားသခင်ငါအစွမ်းချီးမွမ်းကြီးကတင်တော်ရှင်ထာဝရဘုရားကိုကိုးကွယ်တော့ဘုရားကပ္ပအသက်အသက်ရှင်တဲ့ဘုရားလို့ကျွန်တော်တို့ကဝန်ခံပြီးတော့နေရာပေးရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့အစွမ်းရှိသမျှကိုချီးမွမ်းမယ်ကျွန်တော်တို့ကတင်တဲ့ခရစ်တော်ကိုကျွန်တော်တို့ကိုယ်ကားတဲ့ဘုရားကျွန်တော်တို့ကပ္ပအသက်ရှင်တဲ့ခွင့်ကိုပေးတဲ့ဘုရားကိုကျွန်တော်တို့ဝန်ခံပြီးတော့နေရာပေးပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ဒီလိုမျိုးခက်ခဲတွေကတော့ဒီလောကမှာအသက်ရှင်တဲ့ကာလမှာအများကြီးတွေးဆောင်စာနဲ့တွေးဆောင်မှုခံရမှာဖြစ်တယ်ကျွန်တော်ရပါတယ်ကွာဖြစ်ပါတယ်ကွာဆိုပြီးတော့တစ်ချက်လေးတတိလစ်သွားတာနဲ့ဒီစာရန်က6မြောင်းပြီးကျွန်တော်တို့ကိုတက်ခဲ့မှာဖြစ်တယ်လို့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကတိကျဆင်ခြင်အောင်ပြီးတော့မှကျွန်တော်တို့ကရွေးချယ်တဖို့လိုတယ်ကျွန်တော်ဆိုရင်လည်းအနာဂတ်မှာကျွန်တော်ဘာမှမသိဘူးဘာလုပ်ရမှမသိဘူးဒါပေမဲ့ကျွန်တော်ရွေးချယ်လိုက်တဲ့အရာကဖခင်သခင်ကျွန်တော်ကိုအ
ကောင်းဆုံးအရာကိုလှုပ်ဆောင်မှုကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်ရွေးချယ်တယ်မမြင်ရသေးတဲ့အရာတွေမဖြစ်ဘူးတဲ့နမိတ်လက္ခဏာတွေကိုကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်ရွေးချယ်တယ်ဘုရားသခင်ကကျွန်တော်တို့အကောင်းဆုံးကားတိုင်းကိုမှတော့အသက်တည်ခံပြီးသွားပြီးတော့လက္ခဏာတွေနမိတ်လက္ခဏာတွေပြခဲ့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကရွေးချယ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကစစ်မှန်တော့ရွေးချယ်မှုထာဝရဘုရားကိုကျွန်တော်တို့ကိုးစားပြီးရွေးချယ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဖြောက်မခြင်းတည်နေရရှိတဲ့ကဘာအသင့်မြေကြီးတွေကိုဘုရားသခင်ကကျွန်တော်တို့ကိုခွက်ခန့်နေရချတာပြီးသွားပြီဖြစ်တယ်လို့အဲ့ဒါကြောင့်လို့ထာဝရဘုရားရဲ့တတိတော်ကဖြောက်မခြင်းတရားဖြစ်တယ်လို့အဲ့ဒါကြောင့်လို့ဘုရားသခင်ရဲ့လူပေးတာတဲ့အရာတွေဘုရားသခင်ရဲ့လက်တော်အောင်မှာခြေဆုတော်ဆိုတဲ့ဂတိတော်ရှိတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဘုရားသခင်ကိုကျွန်တော်တို့ကအမြဲတမ်းမှန်ကန်စွာကျွန်တော်တို့ရွေးချယ်တယ်ဖို့လို့တယ်ကျွန်တော်တို့ရွေးချယ်တာတစ်ခုမှားခဲ့မှဆိုရင်နောက်နှဆိုတာပဲအဖြစ်ပဲရှိတယ်เนาะအဲ့ဒါကျွန်တော်တို့ကရွေးချယ်တဲ့ဖို့နံပါတ်ဦးစားပေးဖို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့လုံးတင်ပြီးတော့ကျွန်တော်တို့ကြုံလာတဲ့အခက်အခဲပြဿနာတွေကိုရင်ဆိုင်ရမှာပဲအခက်အခဲပြဿနာတွေရင်ဆိုင်ရမှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်ကိုကျွန်တော်တို့ဘာမှမလုပ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့မဖြစ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဘုရားသခင်လက်တော်ဆွဲမှာကျွန်တော်တို့ကပုတ်အားရမှာဖြစ်တယ်ဘိုးလုံးပုတ်အားဝါလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ကိုကွယ်ကာမားစားမှာဖြစ်တယ်လို့အဲ့ဒါကြောင့်လို့ရောက်စီတိုင်းပေါ်မှာရွေးချယ်ခြင်းအတ္တအသစ်တွေရရှိပါသည်လို့ဘုရားသခင်နာမ၌ကောင်းကြီးပေးဆုတောင်းမိပါတယ်ရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ